အားလုံးပဲမင်္ဂလာပါ Red Manchester ဖော်ဖော်နဲ့ United တို့တာကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့အမော်ရင်နဲ့အဖွဲ့ကတော့မလေးရှားနိုင်ငံကွာလာလမ်ပူကိုရောက်နေပြီဗောလေဒီနေ့ညနေခင်းမှာကစားမဲ့ရာသီကျိုးပွဲစဉ်အတွက်ပေါ့အာဆီယံအားစတာနဲ့ကစားမှာဆိုတော့ကျွန်တော်တို့ဒီနေ့ကစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာရှုံးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြည့်အောင်ပါပထမဆုံးအနေနဲ့တော့ဗောလေဆူရရဲ့ရာသီတွေဖြတ်တန်းခဲ့ရတဲ့အချိန်မှာတော့ဒီကလပ်အသင်းမှာပရိသတ်တွေဘယ်လောက်များလဲဆိုတာကိုမြင်ရတာကအန်အိုးစရာကောင်းတယ်ဗောဒီကိုလာရတာကျွန်တော်တို့ဘာလို့ပေးရမယ်ဆိုတဲ့တာဝန်ကိုလှုပ်ဆောင်မှုတွေလာတာဖြစ်ပြီးတော့တကယ်ကိုအခုလိုမျိုးမြင်တရတဲ့အတွက်ဂျင်းနဲ့ဆရာပဲဗောဂျင်းနဲ့ပြိုရွှင်မိတယ်ဗောဒီကပရိသတ်တွေဆိုလို့ရှိရင်ဒီလိုဝေးလံတဲ့နေရာတွေမှာဝေးလံတဲ့နေရာတွေကနေကလပ်အသင်းကိုနှစ်ပေါင်းများစွာကြောင်းအားပေးကြတယ်ဗောလေဒီလိုဆက်တင်မှုတွေကအရန်အရေးကြီးတယ်ဒါကပဲဒီကလပ်ကိုကပတ်အကောင်းဆုံးအသင်းတွေကတသန်းအဖြစ်စီခဲ့တဲ့အရာဖြစ်တယ်ဗောကျွန်တော်ဒီမှာရှိနေရတာပြောတယ်ဗောဗျာဒီလိုအာယုံစိုက်မှုတွေဒီဘက်ကပရိသတ်ရဲ့ကျင်နာမှုတွေကိုကျွန်တော်လေးစားတယ်ဗောဒီရာဒီမှာအားလုံးတွေးကြတဲ့အတိုင်းအသင်းမှာလှုပ်ဆောင်ရမယ့်အရာတွေလိုအပ်တာတွေအများကြီးရှိပေမဲ့ကျွန်တော်တို့ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုပြသသွားခြင်းတယ်ဗောဗျာဒီကစားပွဲတွေကိုအသင်းအတွက်ပုံမကောင်းမွန်အောင်လှုပ်ဆောင်ဖို့အသုံးချသွားမှာဖြစ်တယ်အသင်းကိုပိုတိုးတက်လာအောင်ရာသီကျိုးပွဲစဉ်တွေကိုလှုပ်သွားမှာဖြစ်တယ်ဗောလေအသုံးပြုသွားမှာဖြစ်တယ်ဗောကျွန်တော်အခုကတသန်းလုံးဒီပါလိုက်ပါလာတယ်ဒီကလပ်အသင်းမှာဆိုလို့ရှိရင်ကစားရတာဘယ်လိုပဲပုံရှိတယ်လေကလပ်အသင်းအတွက်ကစားရတာဘယ်လောက်ထိအရေးကြီးတယ်လဲဆိုတာကိုနားလေဖို့အတွက်လည်းကျွန်တော်မှလူငယ်ကစားသမားလေးတွေပါတယ်ပေါ့လူစုံတက်စုံနဲ့လာရတာကတော့ပျော်ရွှင်မိတယ်ဆိုပြီးတော့အမော်ရင်ကပြောထားပါတယ်ဆိုတော့လူငယ်ကစားသမားလေးတွေရောစီနီယာကစားသမားလေးတွေရောစီနီယာကစားသမားကြီးတွေရောကျွန်တော်တို့အကုန်လုံးဒီပါစုံလာတာကတကယ်ကိုဂျင်းနဲ့ဆရာပါရာသီကျိုးရှီစမ်းပွဲစဉ်မှာကစားသမားအားလုံးရှိရဆိုလို့ရှိရင်တော့အများကြီးပိုကောင်းတာပေါ့လေဒါပေမဲ့လည်းရှိလို့ဆိုမှတော့ဒီလစ်တို့ဘာတို့ကတော့မတိုင်းဒီလစ်တို့ဘာတို့ကတော့ကျွန်တော်မပါနိုင်သေးဘူးပေါ့လေကျွန်တော်စောင့်ကြည့်ရမှာပေါ့ဒီရာဒီမှာအသင်းဟာဘယ်လောက်ထိဆိုးရွားခဲ့ပြီမဲပရိသတ်တွေရဲ့အားပေးမှုကဘယ်လောက်ထိအရေးပါပါတယ်ဆိုတဲ့အကြောင်းအမော်ရင်ကတော့အဖွဲ့မှာပြောသွားတယ်ဗောလေဘရူနိုဖရန်ဒက်စ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ဘရူနိုကကျွန်တော်တို့အတွက်တကယ်ကိုအရေးပါတယ်လို့အသင်းနဲ့အတူတိဆောက်ခြင်းတဲ့အရာတွေအတွက်လည်းသူကတကယ်ကိုအရေးကြီးတယ် United အနာဂတ် plan တွေအတွက်အများကြီးအရေးပါတဲ့ကစားမှဖြစ်တယ်ဗောလေဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဘရူနိုဖရန်ဒက်စ်နဲ့ပတ်သက်ပြီးတော့နီးပြကတော့အများကြီးသဘောကျပါတယ်အများကြီးသဘောကျတော့လေသူ့ကိုပွဲစဉ်တိုင်းလက်မလွတ်တမ်းတုံးနေတာဆိုတော့အမော်ရင်ရဲ့လက်အောက်မှာဆိုလို့ရှိရင်ဒီ rotation တွေအများကြီးမြင်ရတယ်ဒါပေမဲ့ Bruno Fernandes ကတော့ကျွန်တော်အသင်းအတွက်တကယ်ကိုအရေးကြီးတဲ့ကစားမပြီးတပွဲမှကိုမလွတ်အောင်ကစားခဲ့ရတယ် Europa League Final မတိုင်ခင်တပွဲလာပဲ Chelsea နဲ့ပွဲလာပဲသူလွဲခဲ့တာကျန်တဲ့ပွဲတွေအကုန်လုံးနီးပါးကိုကစားခဲ့ရတယ်လို့ပြောလို့ရတယ်ဆိုတော့အမော်ရင်ကတော့ Bruno Fernandes နဲ့ပတ်သက်ပြီးတော့လက်မလွတ်ချင်တာသိကြတယ်ဒါပေမဲ့လက်ရှိလောလောဆယ်အထိတော့ Bruno နဲ့ပတ်သက်တဲ့သတင်းတွေကတော့ထူးခြားတော့မရှိသေးဘူးဒါပေမဲ့ဒီလာစာ9သိန်းပေးတာတို့အပူစုကြီးနေဆိုလို့ရှိရင်သူဟာတသန်းနဲ့1.2 သန်းလောက်ထိရမယ့်အခြေအနေတွေကြောင့်မလို့ဘလူတွေဖြစ်လာမလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းနေတဲ့အခြေအနေပဲဖြစ်တယ်ဆိုဒီပရိုလီဘက်ကလည်းအသင်းနဲ့တူဆွေးနွေးမလာဗောလေဖန်ဒက်ဘက်ကတော့ကန်လန်းထားတယ်ဒီတပတ်အထိအကြောင်းပြန်လို့ရတယ်ဆိုတဲ့အကြောင်းလည်းပြောထားတယ်ဆိုတော့အသင်းဘက်ကလည်းဘန်ဒါကြီးကြက်တင်းနေတာနဲ့ပါနေဆိုလို့ရှိရင်တော့ဘလူတွေဖြစ်လာမလဲဗောလေဒီညမှာလုံးဝမဖြစ်နိုင်ဘူးလေလို့လည်းပြောလို့မရတယ်လို့ဖြစ်လာမယ်လို့လည်းကျွန်တော်ပြောလို့မရသေးဘူး50-50ပဲပေါ့နော်ကျွန်တော်တော့50-50ပဲလို့ထင်ထားတယ်ဖန်ဒက်ရဲ့အပြောင်းရွှေ့တာဖြစ်ကောင်းဖြစ်လာနိုင်တဲ့အခြေအနေရှိပါတယ်ဒီတပတ်ထဲမှာဘယ်လိုဖြစ်လာမလဲတော့ကျွန်တော်သတင်းတွေစောင့်ကြည့်အောင်မယ်ဆက်လက်ပြီးတော့နားထောင်ရအောင်မယ်ပေါ့ဗျာဆိုတော့ဒီကွင်းနဲ့ရောဖန်ဒက်နဲ့ပတ်သက်ပြီးတော့ဘာပြောချင်ကြလဲဆွေးနွေးကြပါအောင်ဆက်လက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ United အသင်းကဘာလို့တိုးတက်လာရတာလို့ထင်လဲဆိုတဲ့အပေါ်မှာတော့ဗောလေလိမ့်မှာစူဖလာတွေမရခဲ့တဲ့အတွက်တကယ်ကိုခက်ခဲတဲ့ရာသီတစ်ခုဖြစ်ခဲ့တယ်တချို့လူတွေအတွက်နားလေဖို့နဲ့မြင်ကြည့်ဖို့အတွက်ခက်ခဲပြီမဲ့လေလို့ကျွန်တော်အသင်းလိုက်တိုးတက်လာတယ်လို့ထင်တယ်ဂိုးတွေမရဒီရအောင်ယူနိုင်ခဲ့တာကကျွန်တော်တို့ကိုတချို့ပွဲတွေမှာတန်ခတ်ခဲ့တယ်ဒုက္ခရောက်စေခဲ့တယ်ဗောဗျာရာသနဲ့ရမှတ်တွေရာသနဲ့ဖလားတွေမရခဲ့ဘူးဆိုတော့ဒီလိုမျိုးပေါ့နော်တကယ်ရဲ့အကောင်းမြင်စိတ်နဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒါကအရာအားလုံးရဲ့အစဖြစ်တယ်ဗောလေအကောင်းမြင်စိတ်နဲ့ကြည့်ဖို့လိုတယ်ဗောဆိုတော့ချန်ပီယံလိမှာပါဝင်ခွင့်မရတာဟာကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကိုရရှိဖို့အနာဂတ်တဲ့လိုအပ်တာတွေကိုတည်ဆောက်ဖို့အားသာချက်တစ်ခုတော့ဖြစ်လာနိုင်သေးတယ်ဆိုပြီးတော့အမော်ရင်ကပြောတယ်ဒါကတော့ဟုတ်ပါတယ်ချန်ပီယံလိဝန်ခွင့်တို့ဥယျာဉ်ဝန်ခွင့်တို့မရဘူးဆိုလို့ရှိရင်ကျွန်တော်ဟို recovery time ကြီးအများကြီးရတယ်ပြင်ဆင်ခြင်းတွေအများကြီးရတယ်လေ့ကျင့်ခြင်းတွေအများကြီးရတယ်တပတ်ပွဲစဉ်တွေကိုကောင်းအာရုံစိုက်ပြီးတော့တပတ်ပွဲလုံးနဲ့ easy ကစားသွားပြီးတော့လမ်းကြောင်းမှန်ကိုပြန်ရအောင်ရှီတက်လို့ရတယ်ဗျာဒါကကောင်းတဲ့အရာပဲကျွန်တော်ချန်ပီယံလိဝန်ခွင့်မရတဲ့အတွက်တစ်ဖက်မှာတော့ငွေကြေးတွေဆုံးရှုံးမှုတွေဖြစ်တယ်ဗောလေဒီလိုမျိုးပေါ့ကျွန်တော်တို့တက်လာတယ်ဗောလေတခါတလေမှာဂိုးတွေမရခဲ့တာကတော့ကျွန်တော်တို့ဒဏ်ခတ်ခံခဲ့ရတာပဲဗောလေဆိုတော့ကျွန်တော်တို့ဂိုးတွေမရခဲ့တဲ့အတွက်ယူပါလီဖလားလည်း
ရတဲ့မှာလည်းမရခဲ့ဘူးဂိုးတွေမရခဲ့တဲ့အတွက်ပရီးမီးယားလိမှာလည်းအဆင့်15နဲ့ပဲရာသီသိမ်းနိုင်ခဲ့ပြီးတော့တိုက်စစ်ကလည်းတွန်းကိုတော်တော်လေးကိုနေတဲ့ရာသီတစ်ခုပိုင်ဆိုင်ခဲ့တယ်ဒါအပြင်အသင်းအနေနဲ့လည်းအခွင့်အရေးရပါရဲ့တာနဲ့နိုင်တဲ့သားနဲ့စိတ်ဒုက္ခရောက်ခဲ့ရတဲ့ပွဲတွေလည်းရှိတယ်တော်တော်လေးကိုကျင်းနေစရာမကောင်းတဲ့ရာသီတစ်ခုပဲပေါ့နောက်ရာသီမှာတော့အကောင်းဆုံးတည်ဆောက်နိုင်မလားကျွန်တော်စောင့်ကြည့်ရမယ်အသင်းမှာတော့တိုးတက်လာတဲ့အရာလေးရှိပါတယ်ဒီရှိတ်ဆက်ကစားပုံတို့ဘာတို့ကျွန်တော်တို့တိုးတက်လာရရှိတယ်ကစားမောင်းတွေကကစားကွက်မှာတဖြည်းဖြည်းနဲ့လုံးဝအဆင်ပြေလာတာမျိုးတွေ consistency ဖြစ်လာတာမျိုးတွေပေါ့ဗျာဒါလေးကတော့တိုးတက်လာတဲ့အရာပဲကျွန်တော်တို့တိုးတက်မလာတဲ့အရာကတော့ final တက်ထဲမှာဘလို့မှတိုးတက်မလာဘူးပေါ့လေဘလို့မှတိုးတက်မလာဘူး final တက်ထဲမှာတော့တော်တော်လေးကိုတိုင်ပတ်နေစေအရှင်ကြီးပဲကျွန်တော်မှရှိနေသေးတယ်ဆိုတော့ဒါကတော့အများကြီးတိုးတက်ဖို့လိုသေးတဲ့အရာပေါ့လေဆိုတော့ဒီဝင်နေရောတိုးတက်လာတယ်ဆိုတဲ့အပေါ်မှာဘယ်လိုမြင်ရလဲလူငယ်ကစားမလေးနဲ့ပတ်သက်ပြီးတော့ပြောထားတာကတော့ကျွန်တော်မြင်ကတော့လူငယ်ကစားမလေးတွေအပေါ်မျှော်လင့်ချက်ကိုထိန်းချုပ်ထားနိုင်စွမ်းကအများကြီးအရေးကြီးတယ်ပေါ့လေဘာလို့လဲဆိုလို့ရှိရင်တော့လူငယ်တွေနဲ့ပတ်သက်တဲ့ပြဿနာကလူငယ်တွေနဲ့ပတ်သက်တဲ့ပြဿနာတွေကတခုကအစအရေးကြီးတဲ့အရာတွေဖြစ်လို့ပေါ့လေsocial media တွေကအများကြီးဖိအားပေးလွှမ်းတာတွေလည်းပါတယ် social media တွေရှိရပေါ့လူငယ်တွေရဲ့ပတ်ဝန်းကျင်မှာဖိအားတွေအများကြီးရှိရဘယ်သူပြောဆိုတော့နာမည်တက်ပြီးတော့မပြောချင်တော့ဘူးပေါ့ဗျာဒါပေမဲ့မမျှော်လင့်တာတွေရှိနိုင်တယ်ပေါ့သူတို့အားလုံးကိုလည်းကျွန်တော်ယုံကြည်တယ်ဒါပေမဲ့ကြီးမားတဲ့ကလပ်အသင်းတစ်ခုဖြစ်ပြီးတော့ကျွန်တော်ရဲ့လူငယ်တွေကိုမြင့်တင်ပေးခြင်းကလည်းအရေးကြီးတယ်ပေါ့ဒါပေမဲ့နီလန်းမှန်ကန်စွာကောင်းကောင်းထိန်းချုပ်ကင်တွင်နိုင်ဖို့လေလိုတယ်ဆိုပြီးတော့လူငယ်ကစားမတွေနဲ့ပတ်သက်ပြီးပြောထားတယ်ဆိုတော့အဓိကတော့ social media fear တွေကအများကြီးအရေးကြီးရပေါ့လေလက်ရှိဆိုလို့ရှိရင်ကာနာရှိုးတို့ကိုပဲကြည့်ကျွန်တော်ရှီမွန်ကြရင်နဲ့နောက်ဆုံးမှာဘာဖြစ်လာလဲသူ့ကိုသူ CR7 လို့ထင်ပြီးတော့ကျွန်တော်ကတော့ကာနာရှိုးရဲ့ attitude ပိုင်းနဲ့တော်တော်လေးကိုသဘောမကျဘူးဂိုးတွေမရဘူးသူ့ရှီကိုဘောလုံးတွေမပေးဘူးဆိုလို့ရှိရင်အသင်းမှာလက်တစ်ထောင်နဲ့ပြီးလို့ရှိရင်သူ့ရှီကိုရောက်လာရင်တောင်ကန်မြောက်ကောင်နဲ့ဘာမှလည်းထွေထူးလုံးနိုင်ရလည်းမဟုတ်ဘူးသူ့ကြောင့်မလို့တိုက်စီလန်းကြောင့်နေပွင့်ရတဲ့အဆင်ပြေရဆိုပေမဲ့လို့သူ့ရဲ့ attitude နဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်တော်လေးကိုသဘောမကျဘူးမစ်ဆန်ဂရန်ဦးလည်းကျွန်တော်တို့ရှီကထွက်သွားပြီပေါ့နော်အခုလည်းဂါနာရှိုကတော့ထွက်သွားဖို့အရှိန်ကြီးများသွားပြီဆိုတော့ထားပါဆက်ပြီးတော့ဖတ်ကြည့်ရမယ်ဆိုလို့ရှိရင်တော့အပြောင်းအရွှေ့လှုပ်ရှားမှုတွေခက်ခဲမဲ့အပေါ်မှာတော့ဥမာဘရိုင်တာကတော့ကျွန်တော်တို့ပို့ပြီးတော့ရှင်းပြနိုင်လိမ့်မယ်ပေါ့လေကျွန်တော်တို့အမြဲတမ်းအစီအစဉ်တစ်ခုပြင်ဆင်ထားတယ်တခုကချန်ပီယံလိဝင်ရင်လောက်ရမယ့် plan A နဲ့ချန်ပီယံလိဝင်ခွင့်မရဘူးဆိုလို့ရှိရင်လောက်ရမယ့် plan B ပေါ့လေချန်ပီယံလိမှာကစားဘူးဆိုလို့ရှိရင်အသင်းလူဝင်အားအများကြီးမလိုဘူးပေါ့အသင်းကိုပို့ပြီးကြည်လေးနဲ့ထိန်းချုပ်နိုင်တယ်ကျွန်တော်တို့တိဆောက်လို့ရတယ်ဒါပေမဲ့ကစားမအသစ်တွေခိုးယူဖို့ကအစီအစဉ်ကအမှန်တကယ်ကျွန်တော်မှရှိတယ်ကျွန်တော်ရဲ့ပန်းနိုင်ကတော့ရှိပြီးသားလူစည်းရန်ကိုတိုးတက်အောင်လုပ်ဖို့ကျွန်တော်ရဲ့ academy ကိုတိုးတက်အောင်လုပ်ဖို့ပါပဲပေါ့လေဒီနေရာဒီမှာအပြောင်းလဲအများကြီးတော့ရှိမှာမဟုတ်ဘူးဘာလို့လဲဆိုလို့ရှိရင်တော့ဘန်ဒါရေးစီးမြင့်တွေရှိနေလို့ဖြစ်တယ်ပေါ့အခက်အခဲတွေရှိလာမှာပါပေါ့လေအရာရာကရှင်းပြပြစုံမှာမဟုတ်ဘူးဒါပေမဲ့အတန်းတိုးတက်လာတာကိုကျွန်တော်မြင်နေရပြီးတော့ဒါကအရေးကြီးဆုံးအရာပဲဖြစ်တယ်ပေါ့လေကျွန်တော်ချန်ပီယံလိဝင်ခွင့်မရတဲ့အတွက်လူကတော့အများကြီးဝင်မှာမဟုတ်ဘူးပေါ့ပြီးလို့ရှိရင်လက်ရှိဘန်ဒါရေးစီးမြင့်တွေပါနေဆိုလို့ရှိရင်လည်းအများကြီးဝယ်လို့မရဘူးလှုပ်ရှားလို့လည်းမရဘူးပေါ့ဗျာဒီအချိန်ဒီမှာကျွန်တော်တို့အတန်းကိုကြည်လေးနဲ့တိဆောက်သွားမှာဖြစ်တယ်ပေါ့ဆိုတော့ကျွန်တော်တို့လက်ရှိမှာထွက်မဲ့ကစားမတွေရှိရယ် Rashford, Jadon Sancho, Anthony Santos ပေါ့လေလက်ရှိမှာကာနာရှိုးထွက်မယ် Eriksen တို့ကလည်းထွက်တော့မယ်ဆိုတော့တိုက်စစ်အတွက်ကတော့ကူညာတို့ MMO တို့ Ryan Shaqiri တို့ပဲဖြစ်ဖြစ်ပေါ့လေ MMO ပဲဖြစ်ဖြစ် Ryan Shaqiri ပဲဖြစ်ဖြစ်စောင့်ကြည့်နေတာရှိတယ်ဒါပေမဲ့ဒါတွေအမှန်တကယ်ဖြစ်လာပါမလားပေါ့လေတိုက်စစ်ဘက်မှာတော့ Liam Delay နဲ့ပတ်သက်ပြီးတော့လက်ရှိလို့ဆိုမှကြိုးစားနေရဲ့အခြေအနေတွေဆိုတော့ဘယ်သူတွေကိုအင်အားဖြစ်တင်းသွားမလဲဆိုတာကတော့ဆက်ပြီးတော့စောင့်ကြည့်ရမယ်ဒါပေမဲ့ကွင်းလီပိုင်းမှာကကျွန်တော်တို့တကယ်လိုအပ်သေးတယ်ပေါ့လေ Eriksen ထွက်သွားပြီ Bruno Fernandes ရှိတယ်ဥဂါတီနဲ့ Casemiro နှစ်ယောက်ထားပြီးတော့ပဲဒီမှာမှေးသုံးနေအောင်မလားတော့ကျွန်တော်မပြောတတ်ဘူးဘာတွေဖြစ်လာမလဲကျွန်တော် Toby Kolia တို့ဘာလို့ရှိရဲဆိုပေမဲ့မိုင်နူတို့ရှိရဲဆိုပေမဲ့ကွင်းလီကနောက်ထပ်ကစားမတရားလောက်အင်အားဖြစ်တင်းနိုင်တယ်ဆိုလို့ရှိရင်တော့အများကြီးပို့ပြီးတော့ကောင်းသွားမှာဒါပေမဲ့ဘာတွေဖြစ်လာမလဲတော့စောင့်ကြည့်အောင်မဲ့ရှိနေပါပဲအတန်းကိုကြည့်ရတာကတော့အခုလက်ရှိလောလောဆယ်အထိ Ederson တို့ဘာလို့နဲ့တန်းနဲ့ထွက်ခွက်တာကလွယ်လို့ရှိရင်ဘာမှတော့ထွေထူးဖြစ်မလာသေးဘူးပေါ့လေဆိုတော့အမြင်လေးကိုလည်းဆွေးနွေးကြပါအောင်နောက်ဆုံးတစ်ခုကတော့ကျွန်တော်မှအင်္ဂလိပ် journalist တွေနဲ့ပြောစရာတွေရှိတယ်ဖြေစရာတွေတန်းကြီးရှိနေသေးတဲ့အတွက်ဒီခရီးစဉ်ပြီးဆုံးမှပဲအဲ့ဒီကနေအနားယူနိုင်မှာဖြစ်လို့လက်ရှိအပြည့်အဝတော့ပြီးဆုံးသေးတာမဟုတ်ဘူးပေါ့ဗျာပြီးကြရတဲ့အကြောင်းကိုတော့ပြည်ဖုံးကားချလိုက်ပြီပေါ့နားရသည်အတွက်အလုပ်လုပ်ရှင်တယ်စိတ်လှုပ်ရှားမိတယ်အလုံးနဲ့အဆက်ဖြစ်ရှင်တဲ့ခံစားချက်မရှိဘူးပေါ့ရာသီတစ်ခုအဆုံးတက်တဲ့ခံစားချက်တော့ရှိပေမဲ့အခုကတော့ရာသီအသစ်တစ်ခုပဲဖြစ်တယ်အနားယူဖို့တော့မလိုဘူးဆိုပြီးတော့ Amorin ကပြောထားတယ်တော့ဘယ်လိုပြောရမလဲ
ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီကတော့ပြီးသွားပြီပေါ့လေအဆိုးရွားဆုံးရာသီတစ်ခုကိုပရီးမီးယားလိမှာကျွန်တော်တို့ရင်ဆိုင်ခဲ့ရတယ်နှစ်ပေါင်း90အတွင်းပေါ့ဟောဒီထဲမှာစက်ကြောင်ရည်လည်းပြန်လှန်မကောင်းတဲ့ຢာတွေကြီးပဲဒီရာသီမကောင်းတဲ့ຢာဘာမှမရှိဘူးကျွန်တော်တို့ဖလားတွေကနေထွက်ရတယ်ယူပါလိဖိုင်တွေကနေဖလားမရပဲလှည့်ပြန်ရတယ်စပါအသင်းကိုအခွင့်အရေးအများကြီးရရတဲ့နဲ့အနိုင်မြူနိုင်ခဲ့ဘူးသူတို့ရဲ့သွင်းကိုတကူကိုမရှိပနိုင်ခဲ့ဘူးဆိုတော့ကောင်းတဲ့ຢာတွေဘာမှမရှိဘူးတော်တော်လေးကိုဆိုးတဲ့ຢာသီဆိုတော့ဒါပေမဲ့ဒါကိုပြည်ဖုံးကားချလိုက်ပြီးတော့ကျွန်တော်တို့အနာဂတ်မှာအများကြီးကောင်းအောင်ကြိုးစားဖို့လိုတယ်ဒါကတော့အမော်ရင်ပြောသွားတဲ့အရာပဲဆိုတော့ဒီရာသီအတွက်ကတော့ကျွန်တော်အများကြီးကြိုးစားအောင်ပါဗောလေနားကျင်စိတ်တော့မရှိသေးဘူးဆိုပြီးတော့အမော်ရင်ကပြောထားတယ်ဆိုတော့ညီကိုတို့နေကောဓာတ်လေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုတွေအမြင်ရှိကြတယ်ဆွေးနွေးကြပါအောင်ကြည့်ရှုအားပေးကြပြီးကျေးဇူးအများကြီးတင်ပါတယ်ဒီလေးဖက်မှာတည်င်းဒီမှာဆက်တွေ့ကြပါမယ် subscribe လုပ်ကြပါအောင်